မြေအောက်ခန်းထဲမှငရဲခန်းနှင့်ပထမအကြိမ်ထွက်ပြေးရန်ကြိုးပမ်းမှုမင်းကလေးတယောက်ဟာသစိမ်းတယောက်ရဲ့စကားကိုယုံမိသွားတဲ့အတွက်အမောင်ထူးကြီးစိုးနေတဲ့မြေအောက်ခန်းတစ်ခုထဲမှာပိတ်လောင်ခံလိုက်ရပြီးရဲရဲဆက်ဆက်နှိပ်စက်ခြင်းကိုခံခဲ့ရပါတယ်။သူမဟာရိုက်နှက်နှိပ်စက်ခံရပြီးတဲ့နောက်မှာအမျိုးသားကဓာတ်တစ်ချောင်းနဲ့အခန်းထဲဝင်လာပြန်ပါတယ်။မင်းကလေးဟာအသက်ရှင်ခြင်းစောနဲ့အမျိုးသားရဲ့ခြေဝါးနားမှာတူးထောက်ပြီးတရိတ်ဆန်တစ်ကောင်လိုပြပြဝတ်ကအသက်မသေးဖို့ငိုယိုတောင်းပန်ပြီးအမျိုးသားရဲ့ခြေထောက်ကိုတွတ်နမ်းရှိုက်နေခဲ့ပါတယ်။အမျိုးသားကတော့သူမကိုချစ်ချင်းမသက်သေးပဲနှိပ်စက်ရတဲ့အရာကိုဆက်လက်ခံစားဖို့အခန်းထဲကထွက်သွားပါတယ်။အမျိုးသားထွက်သွားတာနဲ့သူမဟာအခန်းထဲမှာလွတ်မြောက်မဲ့လမ်းစာကိုလိုက်ရှာပါတော့တယ်ဒီတိုင်းဆက်နေရင်တေးဖို့ပဲရှိတယ်ဆိုတာသိလို့ပါရှာဖွေပြီးတဲ့နောက်မှာတော့ဆောင်းအောက်ကနေတန်ချောင်းတေးလေးတစ်ချောင်းကိုပဲရှာတွေ့ခဲ့ပါတယ်တကားကြောက်ကိုကလော်ဖို့စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအမျိုးသားရဲ့ခြေတံကြားလိုက်ရတာကြောင့်အရာအလုံးကိုမူလအတိုင်းအမြန်ပြန်ပြင်ပြီးတောက်တနေရာမှာကြောက်လက်တကြားပုံနေလိုက်ပါတယ်ဒါပေမဲ့သူမရဲ့ကောက်ကျစ်တဲ့လက်ကွက်ကိုအမျိုးသားကရိပ်မိသွားအားပြီးချင်းချောက်ပါတော့တယ်ထိုစဉ်အိမ်ထဲကိုစိမ့်ရဲတဲ့ကားတစ်စီးဝင်လာပြီးရဲရရှိ2ယောက်ရောက်လာပါတယ်သူတို့ကပျောက်ဆုံးနေတဲ့မိန်းကလေးတစ်ယောက်ရဲ့အမှုအတွက်လာစုံစမ်းတာဖြစ်ပေမဲ့သူတို့ရှာနေတာကဒီမြေအောက်ခန်းထဲကမိန်းကလေးမဟုတ်ပါဘူးစိတ်တကြန့်ခိုင်လာတဲ့ပြန်ပေးဆွဲသမားမျိုးသားကတော့မျက်နှာမပြတ်ပဲရဲတွေရဲ့မေးခွန်းကိုအေးအေးဆေးဆေးပြန်ဖြေခဲ့ပြီးရဲတွေလည်းဘာထောက်ထားမှရှာမတွေ့တာကြောင့်ပြန်လှည့်သွားကြပါတယ်အမျိုးသားအပြင်ထွက်သွားတဲ့အချိန်မှာမိန်းကလေးကလွတ်မြောက်ဖို့ထပ်ကြိုးစားပါတယ်။သူမဟာခွေးစာခွက်ကိုတုံးပြီးတန်တကားပေါ်ကအကြောင်းကိုအတင်းကလော်ရာတကားပွင့်သွားခဲ့ပါတယ်။ဒါပေမဲ့အပြင်ရောက်လို့ထွက်ပေါက်ရှာတဲ့အချိန်မှာနောက်ထပ်အခန်းတစ်ခန်းထဲကကြောက်မက်ဖွယ်လူသေးအလောင်းတွေကိုတွေ့ပြီးလက်ဖြန့်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားပြန်လာတဲ့ခြေတံကြားရတာကြောင့်သူမဟာအခန်းထဲပြန်ပုံဖို့လုပ်ပေမဲ့တကားကအပြင်ကနေပိတ်သွားခဲ့ပါပြီ။သူမဟာတောအုပ်ထဲကိုအသက်လူပြီးထွက်ပြေးခဲ့ရပါတယ်အမျိုးသားကမော်တော်ဆိုင်ကယ်နဲ့အနောက်ကနေကတ်လိုက်လာပြီးမိန်းကလေးကမြေကမ်းနားအတိုင်းအတင်းပြေးကတရားအောက်ကုန်းကတ်တစ်ခုမှာပုံနေခဲ့ပါတယ်။ဒါပေမဲ့ဗီလေမျိုးသားကနောက်ကနေရုတ်တရက်ရောက်လာပြီးသူမကိုတက်လိုက်တဲ့နက်ထဲဆွနဲ့ပြစ်ကမေးလဲသွားစီခဲ့ပါတယ်။ဖျောင်းတိုင်မင်းညစာနှင့်မြူဆွေချင်းလှည့်ကွက်မင်းကလေးပြန်လို့လာတဲ့အခါမှောင်မဲနေတဲ့မြေအောက်ခန်းကိုပြန်ရောက်နေပါပြီ။ဒီတစ်ချိန်မှာတော့အမျိုးသားကသူမကိုမနှိပ်စက်ပဲလှပတဲ့ကာဝင်ကြီးတစ်ထည်ပေးဝတ်ပြီးဖျောင်းတိုင်မင်းနဲ့ညစာတူစားဖို့ပြင်ဆင်ပါတယ်။မင်းကလေးကအခွင့်အရေးကိုစောင့်ပြီးခက်ရင်းနဲ့ထိုးတက်ဖို့ကြိုးစားပေမဲ့အဆင်မပြေပဲလယ်ပင်မှာတန်ကြိုးအခက်ခံလိုက်ရပါတယ်အမျိုးသားကဓားမြောင်တစ်ချောင်းကိုကင်ပြီးသူမကိုအပိုင်းပိုင်းတော့မဲ့အချိန်မှာပဲမိန်းကလေးကချက်ချင်းဒူးထောက်လိုက်ပြီးသူမရဲ့အဝတ်စားတွေကိုတစ်ခုချင်းစီချွတ်ကအမျိုးသားကိုမြူဆွဲလိုက်ပါတယ်မိန်းမမတ်ရင်အသက်ပြောက်တတ်တယ်ဆိုတဲ့အတိုင်းအမျိုးသားကထောင်ချောက်ထဲတက်ဆင်းသွားပြီးမိန်းကလေးလည်းဒီတစ်ချိန်တေဘေးကနေယာယီလွတ်မြောက်သွားခဲ့ပါနောက်တစ်နေ့မှာတော့အမျိုးသားကရွှေအိုးရောင်စပင်နဲ့မိန်းကလေးဘလောင်းကတော့တယောက်ရဲ့ကားပြီးကိုကြိုတင်ဖျက်ဆီးထားပြီးကုညီချင်းအောင်ဆောင်ကသူမကိုပါဓာတ်လိုက်တနက်နဲ့ပြစ်ပြီးမြေအောက်ခန်းထဲထမှန်ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်အတေးရောက်လာတဲ့မိန်းကလေးငိုယိုနေတာကိုကြားတော့မူလမိန်းကလေးကသူမကိုနှစ်သိမ့်ပေးပြီးအမျိုးသားစီကနေခိုးယူထားတဲ့တော့ကိုနယံအပေါက်ကနေတဆင့်ပေးလိုက်ပါတယ်သူမကိုယ်တိုင်ကတော့နောက်တစ်ကြိမ်အဖမ်းခံရရင်တေးမတေချာလို့မပြေးရတော့တာကြောင့်ဒီတော့ကိုအတေးရောက်လာတဲ့မိန်းကလေးကိုပေးပြီးအပြင်ရောက်ရင်လူခေါ်ကယ်ဖို့မှာလိုက်ပါတယ်အမျိုးသားစူပါမားကတ်ကနေပစ္စည်းဝယ်ပြီးပြန်လာတဲ့အချိန်မှာမူလမိန်းကလေးကအမျိုးသားကိုအချစ်စကားတွေအတင်းပြောပြီးဆွဲဆောင်ကရွှေအိုရောင်စပင်နဲ့မိန်းကလေးထွက်ပြေးဖို့အတွက်အချိန်ဆွဲပေးထားခဲ့ပါတယ်အမျိုးသားကမိန်းကလေးလွတ်သွားတာကိုသိတဲ့အချိန်မှာတော့အားလုံးနောက်ကျသွားပါပြီရဲတပ်ဖွဲ့ဝင်အမြောက်များကအိမ်ကိုဝိုင်းထားလိုက်ပြီးအမျိုးသားကတနက်ကင်ကအပြင်ထွက်လာတဲ့အချိန်မှာပဲရဲရရှိရဲ့ကြီးစံထိမှန်ပြီးလဲကျတည်ဆုံးသွားပါတော့တယ်မိန်းကလေးဟာအမောက်ထုတဲကနေလွတ်မြောက်လာပြီးနောက်နေအောင်ကြီးနဲ့ရုတ်တရက်ထိတွေ့စေးရုံကတင်ပေါ်မှာမိန်းကလေးပြန်လဲတတိယလာတဲ့အချိန်မှာတော့ရွှေအိုရောင်စပင်နဲ့မိန်းကလေးကနေကြပန်းစည်းလေးကင်ကလာရောက်လူမမာမေးပြီးအသက်ကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောကြရင်ဇလန်းကတော့ပြီးဆုံးသွားပါတော့တယ်